ဒီနေ့မှာတော့လေချိုကအခုခစ်စားနေတဲ့ဝါးကြီးဘောင်းမီလေးတွေမှာစတိုင်ပန်အိတ်ထက်နီးလေးစတိုင်ပန်အိတ်ထက်နီးလေးကိုချိုတင်ပေးသွားမယ်နော်ပြပေးသွားပါမယ်ရှင်ဒီလိုပထမဦးဆုံးဒါလက်နိုင်မဲ့လက်ပေါက်ကလေးပေါ့နော်လက်ပေါက်ကလေးကိုဒီမှာချိုတို့ကဒီလိုချုပ်လိုက်မယ်နော်လက်ပေါက်ကလေးကိုချုပ်ပြီးသွားပြီဆိုရင်ချိုကဟောဒီမှာဒီဘေးလေးမှာခါတိုင်းလိုပဲချိုတို့ကကြီးရလေးတွေတောက်မယ်တောက်ပြီးပြီဆိုရင်ချိုဒီလိုပြန်လှန်လိုက်မယ်နော်ပြန်လှန်ပြီးတော့ဒီအပေါ်ကနေပြီးတော့ချုပ်ရိုးပြားကိုဘီးတစ်ပြားလေးချိုတို့ဖိလိုက်နေရှင်နော်ဖိလိုက်ပါမယ်မာနော်ဖိလိုက်ပြီးသွားပြီဆိုရင်ဘီးတစ်ပြားလေးချိုတို့မာမဖိလိုက်မယ်နော်ဖိပြီးသွားပြီဖိပြီးသွားပြီဆိုရင်ဒီဥစ္စာလေးကိုဒီအဖြူလေးကိုချိုတို့ဒီလိုဖြန့်လိုက်မယ်နော်ဒီလိုဖြန့်မယ်နော်ဒီလိုဖြန့်ပြီးသွားရင်ဒီမှာအသစ်ညှက်ထားတဲ့ဒီပိတ်ကလေးကိုဒီအဖြူလေးပေါ်ကိုအုပ်လိုက်မယ်ချိုတို့နော်ဖြူလေးပေါ်ကိုအုပ်လိုက်ပါမယ်နော်ဖြူလေးပေါ်ကိုဒီကနေပြီးတော့အုပ်လိုက်လွယ်ကူကူတက်မြောက်မဲ့ပုံလေးနဲ့ပြပေးထားပါတယ်နော်အဖြူလေးပေါ်ကိုချိုတို့ဒီမှာအုပ်ပြီးပြီဆိုရင်ဒီပိတ်စာလေးကိုအတွင်းကိုထည့်လိုက်ပြီကဲဒီမှာစတိုင်ပန်အိတ်ကလေးကဘာမှမဟုတ်ဖ ೇನೆ ပြီးသွားပြီနော်ဒီဘေးကိုချိုတို့ချုပ်ရိုးတစ်ချောင်းထည့်မယ်နော်ပြီးသွားရင်ဒီထိတ်ကလေးကိုချိုတို့ကကတ်မယ်ကဲချီကိုရောင်တူလေးနဲ့တော့ချုပ်ပါနော်ချိုကဒီချုပ်ရိုးချောင်းလေးတွေကိုမြင်သာအောင်လို့ချိုဒီချီဖြူလေးနဲ့ချုပ်ပြပေးပါတယ်ဒီမှာလက်ကလေးနှိုက်လိုက်တာနဲ့ဖုန်းလေးပဲထည့်ဘာလေးပဲထည့်လို့ရမယ်စတိုင်ပန်အိတ်ကလေးကတော့လွယ်ကူကူလေးပါပဲเนาะပြီးသွားပါပြီရှင်ကျေးဇူးတင်ပါတယ်